controller လေးဒီ controller ကိုကျွန်တော်တို့ကကိုယ်တိုင်လေးရောင်းနေသွားပြီးဆက်တယ်ဒါစီစဉ်တာအဲ့အကြောင်းလေးရှင်းပြပါမယ်အခုကတော့ကျွန်တော်တို့ set ကိုဆင်းတက်ပြီးတော့လက်ပတ်နေတယ်သူကအစ်စ်မိဘအတိုင်းသူ pressure setting တွေအားမှန်တော့စက်ကတော်တော်လေးကောင်းတယ်အဆင်ပြေကောင်းတယ်အဲ့လိုကောင်းမှုကတော့ဘာကြီးပြင်ဆင်ရမလဲဘာကြီးစစ်ရမလဲဆိုတော့အပိုင်းလေးနှစ်ခုcontroller အပိုင်းရောပါမယ်လို့တော့အဲ့ဒါကိုကျွန်တော်တို့ကဒါ set ပြင်ဆင်ပြီးလို့တက်ခိုင်းလုပ်တဲ့ menu လေးတွေ online လေးကိုဆန့်ပြရုံလေးပေါ့အဲ့လို online speed ကိုဆန့်ပြလို့သုံးသပ်မှာဆိုရင် second စီးရမယ်ဘွန်း bucket ဆိုလို့ရှိရင်အလုပ်လုပ်ရမယ်ပေါ့နော်ဘယ်လိုလုပ်ရမယ်ဆိုတာလေးကိုစမ်းသပ်ထားတာဒါကတော့ကျွန်တော်ဆက်ရ serial number ပါဆက်ရ serial number လွဲတာနဲ့ workshop menu ရဲ့လွဲမှာပင်အင်အောင်လွဲမှာအဲကြောင့်မို့serial number နဲ့ပင်အင်အောင်ကိုတခြားကြည့်ပြီးတော့ပြင်သင်နေပါတယ်အခုကျွန်တော်ပြထားတာဆို controller မှာဆိုလို့ရှိရင်အသေးစိတ်ကြည့်မယ်ဆိုရင် type A နဲ့ type B ရှိတယ်အခု07ဆိုလို့ရှိရင်အောက်မှာဆို type A နဲ့လာတယ်0109နဲ့ဆိုလို့ရှိရင် type B နဲ့လာတာ type A နဲ့ B နဲ့လွဲပြီးတက်လိုက်တာနဲ့ socket တွေကတော့အားလုံးတက်ရတယ်တက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်မလို့ဆိုလို့ရှိရင်အဲ့ controller ပြတ်သွားမှာသူက controller မှာသူက type A ရယ် type B ရယ်ဆိုပြီးနှစ်မျိုးလာတယ် type A ကို type B တက်လို့ရင်ရှင်ပဲဖြစ်ဖြစ် type B ကို type A တက်လို့ရှင်ပဲဖြစ်ဖြစ်အဲ့ဒါကလုံးဝအဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါပျက်စီးသွားမှာအဲကြောင့်မို့ type A လား type B လားဆိုတာကို serial number နဲ့ဒီ controller အဟောင်းမှာပါတဲ့ number တွေနဲ့တိုက်ဆိုင်စစ်စစ်ပါနောက်ကြတော့ကိုယ့်ရဲ့ရန်နေရက serial number မှာဆိုရင် Y07 လား09တောင်စစ်စစ်ဒါလေးကတော့ဒါ PRV ဆိုလိုက်ဒီ PRV ဆိုလိုက်ကိုတိုင်းတာတယ်ဆိုတော့သူ့ကိုဘလောက်ဝင်လဲ socket ချုပ်ပြီးတိုင်းပြန်လို့ဖြစ်နေ socket တက်ပြီးတိုင်း11နဲ့တွဲဖို့ဖြစ်နေအဲ့မှာသူက PRV တွေလုံးတာက control တွေလုံးမှာလုံးတာမဟုတ်ဒီပါအင်းချပါ PRV ဆိုလိုက်တာလုံးတာလေအား control လုံးတာ PRV ကျွန်တော်တို့ speed sensor က control လုံးတာအဲ့ speed sensor တိုင်းတာလည်းကျွန်တော်ပြပေးမယ်ဒီ PRV ကတော့လုံးလိုက်အစောပြင်ကြည့်လိုက်လို့နိုင်ဖို့ကြာပါအဲ့လိုဆိုလို့ရှိရင် PRV control လုပ်တာခေါင်းနေပါပြီအဆင်ပြေပြီဒါတော့ကျွန်တော်တို့ဒီဆက်ကိုကျွန်တော်တို့ပြင်ဆင်ပြီးတဲ့ခါမှာ spocket လေးတွေလဲတယ်အားလုံးပြင်ဆင်ပြီးတဲ့ခါမှာ spocket ကတအားချွန်နေလို့เนาะအပင်ပုတ်တွေစားမယ်ဆိုပြီးဒါကိုကျွန်တော်တို့ကလဲပေးခဲ့လိုက်ခုကျွန်တော်တို့ speed sensor ကဘယ်လိုအလုပ်လုပ်လဲဘယ်လောက်ပို့ထွက်ရတာလဲ speed sensor အရင်ရေးကြည့်ပါလေ speed sensor ကောင်းမှလားဒီချက်ကကောင်းကျန်တဲ့အပိုင်းတွေတော့မလိုလားဘူးကလိုရတယ် speed sensor ကအဓိက main နေတာပါပဲ speed sensor ရဲ့ AC current ကိုကြည့်ပြီးတော့မှဒါ speed sensor ရဲ့ပုံစံမှာ speed sensor ကိုဆက်နိုးပြီးတော့ထားလိုက်တယ်ဆက်နိုးပြီးတားပြီးတော့မှကျွန်တော်တို့ကဆက်နိုးထားရင်ဆိုတာ73ခုလောက်ရှိရအဲ့ဒါက AC ဖို့ပါ AC နဲ့တိုင်းတာလို့မရဘူး AC ဖို့ဖြစ်ရမယ် AC ဖို့73ခုထွက်ရမယ်73ခုဆိုတာအနည်းဆုံးတော့သူက5ခုကနေ16ခုလို့ဆိုတာ16ခုကနေ20ခုဘိုးများလေကျွန်တော်တို့ဒီ AC ဘိုးတွေများလေကျွန်တော်အဆင်ပြေတယ်အားကြောင့် speed sensor ကအရင်ကြီး speed sensor အတစ်ဆိုရင်တချို့ကအလုံးလုံးဘူးအပီယာနေမတက်ဘူးဥပမာပေါ့ဗျာစက္ကန့်ကြီးနေရတော့အလုံးလုံးဘူး speed sensor ကိုစစ်ဆေးတဲ့မှာလည်း speed sensor ဘာကြောင့်စစ်ဆေးရလဲ speed sensor ဘာမအောင်တက်မယ် adjustment မှန်အောင်ထားမယ်ထားပြီးလို့ရှိရင် AC ဘိုးတွေထွက်မထွက်ကိုကျွန်တော်သေချာတိုင်းတာပါအဲ့ဒါမှကspeed sensor ကောင်းပြီ regulation မှန်ပြီ controller ကိုသူက engine အပတ်ကြီးဘယ်လောက်ရှိနေပြီဆိုတော့ report ပေးအဲ့ report ပေးတဲ့အခါမှာဆက်ကကောင်းကောင်း PRV current ကို control လုပ်မယ် PRV current ဆိုတော့ကျွန်တော်ပြတဲ့ဆိုနိုင်လေးကိုဘိုးအတင်ချပြီးတော့လုပ် milliampere current ပေါ့နော်ကျွန်တော်တို့ကတော့ဘိုးနဲ့တိုင်းပေးတာစက်ပင်ကြီးကိုတွေတိုင်းရတရားလွယ်ကူအောင်လို့အခုကတော့ကျွန်တော်ဆက်ပြီးသွားတဲ့အခါမှာစက်ကိုစမ်းသပ်တယ် bone speed ရော and ရော bucket ရော power ရော steering ရောအားလုံးအဆင်ပြေပြီးတော့ကောင်းမွန်တဲ့အနေထားလေးမှာ operator center အားဆရာအဆင်ပြေသွားပြီးကောင်းပြီဆိုလို့ညီငယ်တွေကိုလည်းသိအောင်လုပ်မလို့တီဗီသားသူဆိုရင်တော့မလိုအပ်ပါဘူးတီဗီမသိသေးတဲ့ညီငယ်တွေအတွက်အဆင်ပြေအောင်နားလည်အောင်သိအောင်ဆိုပြီးတော့ဒီဗီဒီယိုလေးကို sharing လုပ်ချင်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ညီငယ်တို့ဒီထက်မကပညာများတိုးတက်ပါစေအဆင်ပြေပါစေလို့လည်းဆုတောင်းပါတယ်